ကလိုဆေးရဲ့သွင်းကိုစံချိန်တွေကို hat-trick နဲ့အမိလိုက်ခဲ့ပြီးကမ္ဘာဗလာသမိုင်းသစ် site ထူလိုက်တဲ့ Lionel Messi အားလုံးပဲမင်္ဂလာပါခင်ဗျ Entertainment Mind Sport ကနေပြန်လဲကြိုဆိုလိုက်ပါတယ် Lionel Messi ကတော့ကမ္ဘာဗလာပြိုင်ပွဲသမိုင်းမှာဘယ်သူမှမလုံနိုင်ခဲ့တဲ့စံချိန်တွေကိုတညရဲနဲ့အပြတ်သက်ရှိုးဖြတ်သွားခဲ့ပြန်ပါပြီအာဂျင်တီးနားနဲ့အယ်ဂျီးရီးယားအသင်းတို့ရဲ့ကမ္ဘာဗလာပွဲစဉ်မှာအာဂျင်တီးနားက3ဂိုးဂိုးမကြီးနဲ့အပြတ်သက်အနိုင်ရရှိခဲ့ပါတယ်ဒီပွဲရဲ့ထူးခြားချက်ကတော့သွင်းဂိုး3ဂိုးလုံးကိုကမ္ဘာအကောင်းဆုံးကစားသမား Lionel Messi ကပဲ hat-trick သွင်းယူပေးသွားခဲ့တာပါပထမပိုင်းမှာကွင်းစည်းပြင်ပကနေဘယ်ရှည်နဲ့လှလှပပကန်သွင်းပြီးအဖွင့်ဂိုးရှာဖွေပေးခဲ့သလိုဒုတိယပိုင်းမှာလည်းနောက်ထပ်2ဂိုးထပ်ထည့်ပြီးတော့နိုင်ငံတကာကစားသမားဘဝ17ချိန်မြောက် hat-trick ကိုဖန်တီးခဲ့တာပါဒီ hat-trick ကြောင့်ပဲ Messi ကကမ္ဘာဗလာသမိုင်းမှာအသက်အကြီးဆုံး hat-trick သွင်းယူနိုင်သူအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါပြီဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး Messi ကဒီပွဲမှာအာဂျင်တီးနားလေရွေးစဉ်အသင်းအတွက်ပွဲပေါင်း200ပြည့်မြောက်ခဲ့သလိုကမ္ဘာဗလာပြိုင်ပွဲကို6ချိန်မြောက်ပါဝင်ကစားခွင့်ရတဲ့သမိုင်းတစ်လျှောက်ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်ဒီနေရာမှာပြောစရာရှိတာကCristiano Ronaldo လည်း6ချိန်မြောက်ပါဝင်ခဲ့တာဖြစ်ပေမဲ့ Messi က Ronaldo ထက်တရက်စောပြီးကစားခွင့်ရခဲ့တာကြောင့်ပထမဆုံးသောကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်ဒါအပြင်ကမ္ဘာဗလာသွင်းကို16ဂိုးနဲ့နိုင်ပွဲ18ပွဲအထိရှိလာခဲ့တာကြောင့်ဂျာမနီဂန်နဝင်ကလိုဆေးရဲ့စံချိန်တစ်ခုလုံးကိုပါတပြိုင်နက်တည်းညှိပြနိုင်ခဲ့ပါတယ်လက်ရှိမှာတော့အာဂျင်တီးနားအရှေ့ဆိုက်ရာကန်ဆတ်စီးတီးမြို့မှာ Messi ယူသွင်းမှုလိုင်းလုံးကြီးတွေအကြီးအကျယ်ရိုက်ခတ်နေပါတယ် Watch Party တွေမှာ GOAT ဂုတ်လို့စလုံးရိုက်ထားတဲ့အင်ဂျီတွေဝစ်ပြီး Messi ကိုဂုဏ်ပြုနေကြပါတယ်တရက်ထမ်းမှာအမ်ဖာပေနဲ့ဟာလန်တို့ကလည်း2ဂိုးစီသွင်းခဲ့ပေမဲ့ Messi ရဲ့စံချိန်သတင်းကတော့တစ်ကမ္ဘာလုံးကိုလွှမ်းမိုးသွားခဲ့ပါပြီအာဂျင်တီးနားအသင်းကဇွန်လ22ရက်နေ့မှာအော်စတြီးယားအသင်းနဲ့ဆက်လက်ရှင်ပြိုင်ရမှာဖြစ်ပြီးMessi နဲ့ကမ္ဘာဗလာရဲ့ဂိုးအများဆုံးသမိုင်းဝင်စံချိန်ကိုတဦးတည်းပိုင်ဆိုင်ဖို့တကိုးသာလိုတော့ပါတယ်ဘောလုံးဝါသနာရှင်ပရိသတ်တွေအနေနဲ့ရော Messi တယောက်နောက်ပွဲမှာဒီစံချိန်ကိုတဦးတည်းချိုးဖျက်နိုင်မလားကွန်မန့်မှာဝင်ရောက်ဆွေးနွေးခဲ့ကြပါအောင်ဗျအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဗျာ